ဒီတစ်ခါကိုပြောပြပေးချင်တာကတော့ကျွန်တော်တို့မိသားစုလိုက်ကြီးဦးလေးတွေရောအကိုတွေရောအတော်တွေရောနဲ့ရွှေဆက်တော်ဖျားဘူးသွားတော့ကြုံခဲ့ရတဲ့တရေကြောင်ပဲဖြစ်ပါတယ်။လိုက်ထရက်ကားစင်းလုံးငါပြီးသွားတာပါခင်ဗျ။သွားတော့ကတော့၈ယောက်ထဲပါ။ကားသမားကစပယ်ယာတယောက်ခေါ်လာတော့9ယောက်ဖြစ်သွားတာနဲ့9ယောက်ဆိုလို့ရှိရင်ခီးမသွားကောင်းဘူးလို့အမကပြောပါတယ်။အမပဲဦးလေးကနင်တို့ကအဲ့ဒါတွေခတ်တာဒါတွေကရှေးယူတွေပါကွာဆိုပြီးတော့ထညင်းပါတယ်။ဒါပေမဲ့9ယောက်ခရီးသွားလို့ရှိရင်ကြောက်ခဲလေးတစ်ခဲကိုလူတစ်ယောက်လိုသဘောထားပြီးခေါ်သွားရတယ်လို့ကြားဘူးလို့လိုမဲမဲကြောက်ခဲလေးတစ်ခဲတော့အိတ်ထဲကိုကောက်ထည့်သွားလိုက်ပါတယ်။ကားမောင်းရင်းနဲ့ည8နာရီလောက်ရောက်တော့လမ်းမကြီးထက်မှာကျွန်တော်တို့ကားတစ်စီးပဲရှိပါတော့တယ်။မောင်းမဲပြီးတော့ကားမီးလင်းဆိုလို့ကျွန်တော်တို့ကားတစ်စီးပဲရှိတော့တာပါ။အမှကားစပယ်ယာကကျွန်တော်တို့ဒီနေရာကိုရောက်ခဲ့ဘူးတလို့ပဲလို့ပြောပါတယ်။ကားပေါ်ကလူတွေလည်းတော်တော်ကြောင်းသွားပြီးတော့စကားပြောတာတွေရက်ကုန်ပါတယ်။ဦးလေးကဟဲ့အောင်မင်းတေချာလို့လာလို့ထပ်မိတော့စပယ်ယာကအကိုကျွန်တော်တို့ဒီလမ်းနှစ်ခွကိုတေချာသတိထားကြည့်ကျွန်တော်တို့ရောက်တာနှစ်ခါရှိပြီလို့ပြောပါတယ်တကယ်ပဲအဲ့ဒီလမ်းနှစ်ခွကိုပြန်ရောက်လာပါတယ်ကားသမားလည်းကားပေါ်ကဆင်းပြီးတော့ကျွန်တော်တို့လမ်းပြောင်းနေပြီထင်တယ်လို့လာပြောပါတယ်အမကတော့ကြောက်တတ်တဲ့လူမလို့သူအစကတည်းကပြောခဲ့တာပဲဆိုပြီးငိုပါတော့တယ်အဖေကကားစီယာကိုဒီလမ်းနှစ်ခွရောက်တော့မင်းကုနာတော့ကဘယ်ဘက်ကိုချိုးတာမလားအခုညာဘက်ကိုချိုးပြီးတော့သွားကြည့်ပါလားလို့အကြံပေးတော့အကုန်လုံးကားပေါ်ကိုပြန်တက်ပြီးတော့ညာဘက်လမ်းကျိုးတွေကိုချိုးဝင်ခဲ့ပါတော့တယ်အမေနဲ့အတော်ကတော့ဖျားစာတွေကိုရွတ်လို့ပေါ့နောက်မကြပါဘူးနိုင်ဝက်လောက်နေတော့အဲ့ဒီလမ်းခွာကိုပဲကျွန်တော်တို့ထပ်ပြီးပြန်ရောက်လာပြန်ပါတယ်ကားသမားရောအဖေရောကစိတ်ညစ်ပြီးတော့အမကတော့ငိုပဲငိုနေပါတော့တယ်ညကလည်းမှောင်နေပြီဆိုတော့အမေနဲ့တော်ကငါတို့ခဏနားကြရအောင်လေးလို့ပြောပါတယ်ကျွန်တော်ကအဲ့ဒီတော့ငယ်သေးတာမလို့ဘိုက်စားတာလွယ်ကျန်တာဘာမှမသိပါဘူးအကုန်လုံးကလည်းဘိုက်တွေစားပြီးတော့ထမင်းစားကြမယ်ဆိုတော့အတော်ကရုတ်တရက်ကြီးကောက်လာတဲ့ကြောက်ခဲလေးကိုတပီးရပြီးတော့မောင်ကြောက်ခဲရော့ထမင်းစားရေးတောက်ဆိုပြီးတော့ကြောက်ခဲလေးရှိကိုနည်းနည်းပုံးပေးလိုက်ပါတယ်ဦးလေးကတော့ဘာမှမပြောပေမဲ့အရန်အယူသီးတယ်ဆိုတဲ့ပုံစံနဲ့ကြည်နေပါတယ်ထမင်းလဲစားတောက်ပြီးတော့ပိုးတဲ့ထမင်းနဲ့ဟင်းတွေကိုကားအမိုးပေါ်ပြန်တင်လဲပြီးတော့ကားပြန်ထွက်ဖို့ပြင်တော့အမကမောင်ကြောက်ခဲရေထမင်းလဲစားပြီးပြီဆိုတော့ငါတို့ခရီးဆက်ကြရအောင်လေခရီးကိုမဖိအောင်လို့လမ်းလေးပြပေးအောင်ကွာဆိုပြီးတော့ကြောက်ခဲလေးကိုလက်ပေါ်တင်ပြီးပြောပါတယ်အဲ့လိုနဲ့ငကိုသွားနေကြဘဲလမ်းကျိုးတွေကိုချိုးပြီးတော့ခရီးဆက်ထွက်လာခဲ့ပါတယ်တနားရီကြော်လောက်မောင်းပြီးမှအမြန်လမ်းကိုတက်တဲ့လမ်းမကြီးပေါ်ကျွန်တော်တို့ရောက်သွားပါတယ်အကုန်လုံးကလည်းပြောပြီးတော့ဝမ်းသာနေကြတော့မှအတော်ကကျေးဇူးတင်ပါတယ်မောင်ကြောက်ခဲကြီးအရန်ကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကြောက်ခဲလေးကိုပုတ်ပေးပါတယ်ကားကလမ်းခီးအတိုင်းပဲဆက်မောင်းလာပြီးတော့မကြောက်စီပြက်ပါလေရောဒါကတော့မောင်ကြောက်ခဲလည်းမကယ်နိုင်တဲ့ကိစ္စဖြစ်သွားပြီဆိုတော့ကျွန်တော်တို့လည်းကားပေါ်မှာပဲအိတ်ဖို့ပြင်มาတော့တယ်ကားသမားနဲ့စပယ်ယာအကိုကကားကောင်းခန်းထဲမှာအိတ်ပြီးတော့ကျွန်တော်တို့မိသားစုကတော့နောက်ခန်းထဲမှာပဲအိတ်ဖို့ပြင်ကြပါတယ်ကျွန်တော်ရဲ့အမရဲ့အကိုရဲ့ကလေးဆိုတော့နေရာလည်းတိတ်မကြက်ပဲနဲ့အိတ်ရတာအဆင်ပြေပါတယ်အိတ်ခါနီးမှာဦးလေးကတေးသွားပါအောင်မယ်ဆိုပြီးအကိုကိုခေါ်ပြီးနှစ်ယောက်ထွက်သွားပါတယ်အမေကတော့ဟဲ့